ထိုင်းစကားလေးလာခြင်းတဲ့သူတွေအတွက်ဒီနေ့ထိုင်းလိုတီးတဲ့အခြေခံထိုင်းစကားကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်။ထိုင်းလိုတတိရတယ်ဆိုတဲ့ပတ်သက်တဲ့စကားလုံးလေးတွေကိုပြောပြပေးမှာပါ။တတိရတယ်ကိုထိုင်းလိုဘယ်လိုပြောလဲဆိုတော့คิดถึงလို့ပြောပါတယ်။တတိယလားလို့မေးချင်ရင်คิดถึงไหมคิดถึงไหมတတိရတယ်ဆိုရင်တော့အစတုန်းကပြောသလိုပဲคิดถึงလို့ပြန်ဖြေလို့ရပါတယ်တတိမရဘူးဆိုရင်ไม่คิดถึงအရန်တတိရတယ်အများကြီးတတိရတယ်ဆိုရင်คิดถึงมากคิดถึงဆိုတာတတိရတယ်มากဆိုတာအများကြီးကိုပြောတာပါနေငါ့ကိုတတိယလားเธอคิดถึงฉันไหมเธอคิดถึงฉันไหมเธอဆိုတာကနေคิดถึงဆိုတာတတိရတယ်ฉันဆိုတာကငါไม้ဆိုတာကလားလို့နေတာပါငါနဲ့ကိုတတိရတယ်လို့ပြောချင်ရင်ฉันคิดถึงเธอฉันဆိုတာကငါคิดถึงတတိရတယ်เธอဆိုတာကနေဒီဗီဒီယိုလေးကတော့တတိယတာနဲ့ပတ်သက်တဲ့စကားပြောလေးဖြစ်ပါတယ်ကိုတတိယတဲ့လူကိုဒီစကားလုံးလေးတွေနဲ့ယူသုံးပြီးပြောလို့ရပါတယ်နော်နောက်ထပ်သိချင်တာလေးတွေရှိရင်အောက်က comment မှာရေးထားပြီးလို့ရပါတယ်ဒီနေ့တက်တော့အားလုံး bye bye